Okay အားမယ်ကျွန်တော်လီယိုပါဆိုတော့ဒီနေ့တော့ beginner တွေ live လုပ်လို့လွယ်မဲ့နောက်ထပ် design tip လေးတစ်ခုလိုက်ပြီးတော့ထပ်ပြီးတော့ပြပေးမယ်ပေါ့နော် Okay အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်က background လေးရင်ဆုံးဆွဲထည့်လိုက်မယ်ပြီးရင် background ကိုပဲ control shift e နဲ့ layer တွေ combine လိုက်မယ်ပြီးတော့ရင်တော့ကျွန်တော်တို့ filter blur ထဲမှာကျွန်တော် Gaussian blur effect လေးအရင်ဆုံးပေးလိုက်မယ်Okay ပြီးတော့ရင်တော့ control M လေးနဲ့ကျွန်တော်နည်းနည်းလေးမှောင်လိုက်မယ်ပေါ့နော် Okay မှောင်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်ကအစင်းသင်းတောင်းထားတဲ့ strawberry သီးလေးကိုကျွန်တော်တို့ project တွေကိုဆွဲပြီးတော့ထည့်မယ်ပေါ့နော် Okay ဗျာ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ strawberry သီးလေးကိုဆွဲပြီးတော့ထည့်ပြီးသွားပြီပြီးတော့ရင်တော့ကျွန်တော် control J နဲ့ layer လေးပွားမယ်ပြီးရင်အောက်က layer လေးကိုကျွန်တော်မျက်လုံးလေးခဏမှိတ်ထားမယ်ပြီးတော့ရင်ကျွန်တော်ရဲ့ layer ကိုအရင်ဆုံး right click restore layer လေးရင်ပြောင်းလိုက်မယ်ပြောင်းပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီတစ်ခေါက်ကျရင် image ထဲက adjustment တွေမှာကျွန်တော်တို့ desaturate ဆိုတဲ့ကောင်လေးကိုရွေးလိုက်မယ်Okay ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့အသီးလေးက black and white ဖြစ်သွားမှာเนาะပြီးသွားရင် control L လေးနဲ့ကျွန်တော်တို့ level ညှိမယ် level မညှိခင်ကျွန်တော်တို့ layer မှုကို normal မှာ screen ကိုပြောင်းထားမယ်ပြီးသွားရင်တော့ control L လေးနဲ့ကျွန်တော်တို့ level လေးရင်ဆုံးလိုက်ညှိမယ်ပေါ့နော် Okay ဒီမှာဆိုရင်ကျွန်တော် level လေးရင်ညှိလိုက်မယ် Okay input level ကိုကျွန်တော်တို့ညာဘယ်ဘက်ကနေပြီးတော့ညာဘက်လေးကိုရင်ဆွဲတယ်ပြီးတော့ရင်ကျွန်တော်တို့ mid point ကိုလည်းကျွန်တော်နည်းနည်းလေး adjust လုပ်မယ်ဒါကတော့ကိုထည့်ထားတဲ့ element ပေါ်မှာမူတည်ပြီးတော့ကိုလိုသလိုမျိုးလေး adjust လိုက်လို့ပေါ့နော်ဒါကတော့ကျွန်တော်ကတော့အဆင်ပြေသလိုလေး adjust အရင်ဆုံးလုပ်လိုက်တာ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရေခဲချက်ပုံစံလေးဖြစ်သွားပြီအဲ့ဒါဆိုရင်အောက်မှာရှိနေတဲ့ကျွန်တော်ခုနကမျိုးလုံးမိထားတဲ့ layer ကိုပြန်ဖွင့်မယ်ပြီးသွားရင်တော့ကျွန်တော်တို့အလုပ်လုပ်မဲ့ layer ကို click ထောက်မယ် marquee 2 sorry ဒီတစ်ခေါက်ကျရင် layer mask လေးခေါ်လိုက်မယ် marquee 2m လေးနဲ့ကျွန်တော်တို့ဖြတ်ချင်တဲ့နေရာကို select မှတ်ပြီးတော့ရင်တော့ကျွန်တော်တို့အမဲရောင်လေးဖြည့်ပြီးတော့ကျွန်တော်တို့ layer mask လေးကိုသုံးလိုက်မယ်ပေါ့နော် Okay ပြီးတော့ရင်နောက်ထပ်မပြီးသေးဘူးကျွန်တော်တို့ shift m ကျွန်တော် marquee 2အဝိုင်းလေးပြောင်းပြီးတော့ကျွန်တော်တို့ဒီနေရာမှာ strawberry သီးရဲ့အတွင်းကအသားလေးမြင်အောင်လုပ်အောင်ပေါ့နော်အဲ့တော့ color layer တစ်ခုဖြည့်လိုက်မယ် new layer ခေါ်ပြီးတော့ကျွန်တော်တို့ control delete နဲ့ color တစ်ခုဖြည့်လိုက်မယ် Okay control D ပြီးတော့ရင်တော့ control T လေးနေပြီးတော့ကျွန်တော်တို့ size လေးနည်းနည်းလေး adjust လုပ်မယ်ဗျာ Okay အဲ့တော့ဒီဘက်ထိပ်လေးနဲ့ဒီဘက်ထိပ်လေးရင်ထိလိုက်မယ်ပြီးတော့ဆိုလို့ရှိရင်ဒီဘက်ကိုလည်းအဲ့လိုပဲဒီဘက်ထိပ်လေးနဲ့ဒီဘက်ထိပ်လေးကိုထိလိုက်မယ်ပြီးရင်တော့ enter control 0နဲ့ original preview လေးပြန်ကြည့်မယ်Okay အဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့နောက်ထပ် strawberry သီးရဲ့အတွင်းသားလေးကိုကျွန်တော်ကဒီထဲကိုဆွဲထည့်မယ် Okay ဟုတ်ပြီဗျာပြီးသွားရင်တော့ကျွန်တော်တို့လိုသလိုမျိုး adjust လုပ်မယ် order လေးပြီးတော့ကျွန်တော်တို့ခုနကအစင်းနဲ့လုပ်ထားတဲ့ new layer လေးကို clip mask လေးအောင်မယ် control T နဲ့ size လေးအရင်ဆုံး adjust လုပ်မယ်ပြီးသွားရင်တော့ကျွန်တော်တို့ right click လေးနှိပ်ပြီးတော့ warp လုပ်မယ်ပေါ့နော် Okay transform control T လေးနှိပ်ပြီးတော့ right click နှိပ်ထားမယ်ပြီးသွားရင်တော့ကျွန်တော်တို့အခုဒီမှာမြင်နေရတဲ့အတိုင်းပဲ warp လေးအရင်ဆုံးလုပ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ strawberry သီးရဲ့အတွင်းထဲကအသားလေးကိုပေါ်နေတဲ့ပုံစံလေးရမှာပေါ့နော် Okay ဟုတ်ပြီဒါဆိုရင် strawberry အတွင်းထဲကအသားလေးပေါ်နေတဲ့ပုံစံလေးပေါ့နော်ကိုယ့်ကိုလုပ်ကြည့်ရင်တော့တေချာစိတ်ရှိရှိလေးလုပ်ပေါ့နော်ကျွန်တော်တို့ဒီမှာကတော့ video duration အရန်ရှည်သွားမှာဆိုလို့ခက်မြန်လေးပဲပြပေးလိုက်တာပါအဲ့တော့ကျွန်တော်တို့ဒီမှာcontrol M လေးနဲ့နည်းနည်းလေးပြန်မှောင်းလိုက်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်မှာရှိနေတဲ့အရွက်လေးတွေကိုကျွန်တော်အဲ့တိုင်းမထားချင်ဘူးဗျာအရွက်တွေတော့ပြန်ပြီးတော့စိမ့်ကြည့်အောင်အဲ့တော့ brush 2B လေးနဲ့ကျွန်တော်တို့ brush လေးကိုစိတ်ရှိရှိလေးလိုက်ပေါ့အောင်အဲ့တော့0ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော် brush ပေါ်နေအောင်နော် brush လေးလိုက်ပို့နေတော့ကျွန်တော်ရဲ့ YouTube channel လေးက TikTok ကြည့်နေတဲ့လူတွေအတွက်ဆိုလို့ရှိရင် bio မှာ YouTube channel link လေးရှိရဲအဲ့ကနေသွားပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားလို့ရတယ်ပေါ့နော်ဒါနောက်ထပ် tutorial တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ YouTube မှာဆိုလို့ရှိရင်တော့ full screen view အပြည့်နဲ့မြင်ရတော့ like လုပ်ကြည့်လို့ပို့အဆင်ပြေတာပေါ့နော် comment and description မှာလည်းကျွန်တော်တို့ like လုပ်မဲ့သူတွေအတွက်ဒီ subject link လေးတွေကျွန်တော်ထည့်ပေးထားပါမယ် element ရဲ့ link လေးအဲ့ကနေဝင်တောင်းပြီးတော့ like လုပ်ကြည့်လို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးကိုဆက်လက်မှတ်ပြီးတော့ link လေးလုပ်လိုက်မယ်ပြီးရင်တော့နေရာလေးရွှေ့ကြည့်မယ် test 2T လေးနဲ့ကျွန်တော် title လေးပြန်ရေးလိုက်မယ်เนาะ design လေးလှသွားအောင်လို့အဲ့တော့ STRAWBERY strawberry ပဲကျွန်တော်ရေးမယ်ပြီးရင်အဲ့ကောင်လေးကိုအဖြူအောင်လေးပြန်ပြောင်းလိုက်မယ် Okay ပြီးတော့ရင်တော့ကျွန်တော် text size လေးကိုနည်းနည်းလေးကြီးလိုက်မယ်မှန်ချလေးချင်မယ်ကဲဒါကတော့ design လေးကအရင်ရိုးရိုးရှင်းရှင်းနဲ့ design tutorial ကြီးဖြစ်နေပါဆိုလို့ကျွန်တော်နည်းနည်း text လေးတွေပြန်လိုက်ထည့်ပေးအောင်เนาะ design လေးနည်းနည်းပေါ်အောင်ဟုတ်ပြီ task crew လေးနဲ့ကျွန်တော်တို့ task လေးကိုနည်းနည်းလေးပြန် size လေး adjust လုပ်မယ်နော်ပြီးရင်တော့ font လေးချိန်ရအောင် Okay ဒါကတော့ကျွန်တော်တို့ Photoshop ထဲမှာ original ရှိတဲ့စာလေးပဲကျွန်တော်ပြန်ထည့်လိုက်တော့နော် typography လေးလည်းပါအောင်ပြီးရင်တော့ task 2လေးနဲ့အောက်မှာ button task လေးထပ်ပြီးတော့ရေးရအောင် Okay ပါကဲအခုကျွန်တော်ပြသွားတာတော့ဒါရိုးရိုးရှင်းရှင်းနဲ့ beginner တွေလိုက်ပြီးတော့လုပ်ကြည့်လို့လွယ်မဲ့ concept လေးပဲဖြစ်ပါတယ်ကဲအဲ့တော့အားလုံးပဲ like လုပ်ကြည့်လို့အဆင်ပြေမယ်လို့ထင်ပါတယ် like လုပ်ကြည့်ထားတဲ့ပုံလေးရှိရင်လည်းကျွန်တော်ရဲ့ comment အောက်မှာဝင်ပြီးတော့မှန်ထားလို့ရပါတယ်ကဲအဲ့တော့အားလုံးကျေးဇူးတင်ပါတယ် like လုပ်လို့မရရရှင်လည်းကျွန်တော်ကို comment box မှာပြန်မေးလို့ရပါတယ် thank you ပါနောက်ထပ် video နဲ့ပြန်တွေ့ပါမယ် see you guys